စိတ်ထောင်းခုကြည့်ဆိုတဲ့စကားကိုကြားဘူးကြလားဒီကနေ့မှာတော့စိတ်ထောင်းရင်ကိုယ်တကယ်ကြည်သလားဆိုတော့ဆွေးနွေးပြီးတော့မှဖြစ်ပါတယ်အားလုံးမင်္ဂလာပါခေါင်းစဉ်စီကနေစိတ်တိုင်း page ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါပြီတော်တော် help လို့ follow များအားလုံးလည်းမင်္ဂလာပါကျွန်တော်တို့ဂျုံမင်းသူပါခေါင်းစဉ်မိသားစုစီကနေပြင်နိုင်မိသားစုစီအောင်ဖြစ်ပါတယ်လူတယောက်ရဲ့ကျမ်းမာရေးပြည့်စုံကောင်းမွန်နေဖို့ကရုပ်ပိုင်းဆိုင်ရာကျမ်းမာမှုတစ်ခုလေးနဲ့မလုံလောက်ပါဘူးစိတ်ပိုင်းဆိုင်ရာကျမ်းမာမှလည်းဖြစ်မှာပါစိတ်ကအရန်ကိုအရေးကြီးတဲ့နေရာမှာမှားပါတယ်စိတ်ချမ်းသာမှုဆိုတာကတော့ဒါအသက်ကြီးငယ်မယူတဲ့သက်ဆိုင်တဲ့အရာဖြစ်ပါတယ်တဲတာလှုပ်ဆောင်စရာတွေကိုလှုပ်ဆောင်နေတဲ့အခါမှာလည်းစိတ်ကပေါ်ပေါ်တက်ကြွနေဖို့လိုပါတယ်ဒါမှလည်းလုံနေတဲ့အလုပ်တွေကအလွယ်တကူပြီးမြောက်အောင်မြင်မှာဖြစ်ပါတယ်ဆိုတော့စိတ်ထောင်းကူကြည်ဆိုတဲ့စကားမှန်လားဆိုတော့မှန်ပါတယ်စိတ်ရကြလာပြီဆိုရင်အစားလည်းမစားခြင်းအလုပ်လည်းမလုပ်ခြင်းသူနဲ့မှလည်းမတွေ့ခြင်းအရာစိတ်မပါဘဲနဲ့ကြုံကြုံကြတော့တဲ့လူတွေများပါတယ်ဘုဆိုတာစိတ်ခံစားချက်တွေမကဘဲနဲ့လူကိုပါထိရတာဖြစ်ပါတယ်အစားမစားအိတ်မမှန်တဲ့အပြင်ဒီစိတ်PC တဲ့ stress hormone တွေကြောင့်မလို့မိမိရဲ့ကျန်းမာရေးမှာလည်းဒါအနှုတ်လက္ခဏာပြလာနိုင်ပါတယ်ဆိုစိတ်ကောင်းကူချီတဲ့အခါမျိုးမှာဘယ်လိုမျိုးအနှုတ်လက္ခဏာတွေပြလာမလဲပထမချက်တော့ကိုယ်လေးချင်းကြမယ်အချို့တွေမှာဆိုလို့ကိုယ်လေးချင်းတက်လာမယ်ဒီစိတ်တက်ကြတဲ့ဝေဒနာခံစားနေတဲ့လူတွေမှာအစားစားခြင်းစိတ်မှာအပြောင်းလဲတွေဖြစ်နေတာမလို့သူကကြောင်းရွှေရှိပဲနဲ့ကိုယ်လေးချင်းကြတာတွေကြောင်းမရှိပဲနဲ့ကိုယ်လေးချင်းတက်တာဒါတွေဖြစ်ပွားနိုင်ပါတယ်ဆိုတော့မှကိုယ်လေးချင်းတက်တယ်ဆိုရင်ကျွန်တော်စီးကျူသွေးတူဒါမျိုးတွေဖြစ်မယ်ကိုယ်လေးချင်းကြတဲ့ခါမျိုးကျရင်ကျွန်တော်တို့ကသွေးအားနေမယ်မောပတ်မယ်ကလေးရခက်ခဲမယ်နောက်ဆုံးကျတော့ဒါမောပတ်နှွှဲနေပြီးတော့မှအားကုန်လွယ်တဲ့လက္ခဏာတွေကိုခံစားမှဖြစ်ပါတယ်ဒီလိုချက်တော့နာကျင်ကြိုက်ခဲမှုကတာရှိတာဖြစ်ပါတယ်ဒီစိတ်ကြောင့်ဝင်တာခံစားနေရတဲ့လူတွေမှာစစ်နာတာတွေကြွက်သားတွေနာကျင်ကြိုက်ခဲတာတွေရှင်သားနာတာတွေပိုက်အောင်တွေအစရှိသဖြင့်ပေါ့နော်ကြောင်းရည်မဲရရမရှိတဲ့နာကျင်ကြိုက်ခဲမှုတွေကတာရှိတတ်ပါတယ်ပြီးအဲ့ဒီကြိုက်ခဲမှုတွေကြောင့်ပဲဒီလိုမျိုးစိတ်ကြတဲ့ဝေဒနာပို့ပြီးတော့မှစိုးဝါးစေတတ်ပါတယ်ဆိုတော့နံပါတ်3ချက်ကတော့ခုခံအားကျဆင်းနိုင်ပါတယ်စိတ်ကြနေပြီဆိုရင်ယောဂတွေဝင်ရတာပို့ပြီးတော့လွယ်ကူလာတယ်ချူချလာတယ်အားနဲ့လာတယ်ခဏခဏနေမကောင်းနေဖြစ်လာတယ်အဓိကအကြောင်းရတော့စိတ်ပူစီမှုဖြစ်တဲ့ stress hormone တွေဖြစ်တဲ့ cortisol တွေ adrenaline တွေဒါတွေကများလာတာကြောင့်မလို့ဖြစ်ပါတယ်။ဒါမှမဟုတ်ချက်ကမိမိမှာယောဂအခန့်ရှိရဆိုရင်သူကမိမိရဲ့ယောဂအခန့်ပို့ပြီးတော့စိုးဝါးလာစေနိုင်ပါတယ်။နောက်ရှိယောဂအခန့်ရှိပြီးသားလူတစ်ယောက်မှာဒီလိုမျိုးစိတ်ကြတဲ့ယောဂဖြစ်လာတယ်ဆိုရင်သူ့ရဲ့ယောဂပို့ပြီးတော့စိုးဝါးလာနိုင်ပါတယ်။ဘာလို့လဲဆိုတော့ငကိုကရှိတဲ့ယောဂကြောင့်မလို့စိတ်ပီစီနေရတဲ့ဂျာထဲမှာအခုလိုမျိုးစိတ်ကြယောဂကိုခံစားမယ်ဆိုရင်တော့ပို့ပြီးစိုးဝါးလာဖြစ်ပါတယ်။ပြီးတော့သူ့ရဲ့ကုသမှုမှာလည်းဒါနှောက်ယှက်အများကြီးပြနေပါတယ်။နောက်ဆုံးတစ်ခုတော့အစာရည်နဲ့ဦးလန်းချောင်းပြဿနာတွေဖြစ်လာနိုင်ပါတယ်စိတ်ကြယောဂရှိတဲ့လူတွေကအစာရည်ဒါမှမဟုတ်အစာမချေတဲ့ပြဿနာတွေရှိတဲ့အဖြစ်ကိုမှတချို့တွေမှာဆိုရင်ဝမ်းလျှောတာဝမ်းပြက်တာတချို့တွေမှာလည်းဝမ်းချုပ်တာမိမတာဖြစ်တာအစရှိတဲ့ဦးလန်းချောင်းပြဿနာတွေကိုသူတို့ကခံစားနိုင်မှသိရတယ်ဆိုစိတ်ကောင်းကိုကြည်ဖြစ်တဲ့ဆိုရင်ဘာလို့စိတ်ပါဝင်စားမှုမရှိတော့တဲ့ချက်မှာလုပ်တွေကမပြီးပြောင်းနိုင်ဘူးပေါ့ဆိုတော့စိတ်ကောင်းကိုကြည်တယ်ဆိုကျွန်တော်တို့ဘာတွေလုပ်ကြမလဲပေါ့နော်မိမိကစိတ်ကောင်းကိုကြည်နေပြီဆိုရင်လုပ်ရတဲ့အချက်6ချက်ကိုကျွန်တော်ပြောပြပေးပါမယ်ဆိုတော့အလုပ်လုပ်နေတဲ့ချက်တွေမှာဒါခဏတစ်ဖြုတ်အနားယူပေးပါဒီလိုကတော့ကိုယ်စိတ်ဝင်စားတဲ့ဟာတခုခုလုပ်မှာဒါကို passionate ဖြစ်တဲ့ဟာအရှင်းနောက်ထောင်းတာပဲဖြစ်ပုံဆွဲတာပဲဖြစ်စာဖတ်တာလည်းဖြစ်ဒါလေးတွေကိုပြုလုပ်ပေးပါနောက်ပြီးတော့ပိတ်ရက်တွေမှာအချိန်ကြာအနားယူပါဆိုလိုတာကတော့ပိတ်ရက်တွေမှာတခြားလုပ်တွေလုပ်တာမျိုးမလုပ်ဘူးမိမိကိုယ်ကိုအချိန်ပေးခြင်းအဖြစ်ဒါကောင်းကောင်းမှုအနားယူခြင်းအဖြစ်လည်းစိတ်သက်သာရအောင်ရစီမှာဖြစ်ပါတယ်ပြောရတဲ့ချိန်တွေမှာလှုပ်ရှားမှုတွေလုပ်ပေးပါလုပ်တဲ့ခါမျိုးမှာကြာကြီးထိုင်တာမျိုးမလုပ်ဘဲ15မိနစ်ဖြစ်စေ10မိနစ်လောက်ဖြစ်စေလမ်းလျှောက်မယ်အနည်းဆုံးတော့လမ်းလျှောက်တာမျိုးလေးပြုလုပ်ပြီးလို့ရပါတယ်ဒီမျိုးလုပ်ပေးခြင်းအဖြစ်ကလည်းဒါစိတ်ထောင်းကိုချီအောင်တက်တာစီမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဖုန်းတွေပေါ့နော်ဖုန်းတွေသုံးတဲ့ဟာမျိုးမှာကျွန်တော် screen time လေးကျွန်တော် limit လုပ်ထားလိုက်လို့ရတယ်။တစ်နာရီသုံးမှ2နာရီသုံးမှလားတော့ short 3နာရီမပြုလုပ်ခင်နဲ့ဒီလိုမျိုးလေးပြုလုပ်ချင်အဖြစ်လည်းတတ်တာစီမှာဖြစ်ပါတယ်။ဆိုတော့နောက်တစ်ခုကတော့စိတ်ရှုပ်စေတဲ့အကြောင်းအရာတွေပေါ့နော်အချိန်ကြာမြင့်စွာတက်ခါတွေးခြင်းမှာချောင်ချင်ပြအောင်ဖြစ်ပါတယ်။ဒါလည်းကျွန်တော်ဖတ်ထားတဲ့စာအရကိုစဉ်းစားတာရဲ့80ရာခိုင်နှုန်းမဖြစ်လာပါဘူးတဲ့။ဆိုတော့ကျွန်တော်တို့ကတကယ်ဖြစ်လာတဲ့စာအရမဖြစ်တဲ့ဟာကိုတွေးတောနေပြီးတော့မှပူပန်နေတာ80ရာခိုင်နှုန်းရှိပါတယ်။ဆိုတော့ဒါလေးတွေကိုစိတ်ငြိမ်ခြင်းအဖြစ်မိမိရဲ့ဒါစိတ်ထောင်းကိုချင်နေတဲ့လူတွေအများဆုံးကျမ်းမာလာပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။သိချင်တာလေးရှိတယ်ထုံးစံတဲ့အောက်ကကွန်မန့်မောင်မျိုးဒီစားထားလို့ရပါတယ်။ဆိုတော့မိမိတို့ကျမ်းမာရေးနဲ့ပတ်သက်လို့အကြောင်းရင်းတစ်စုံတရာရှိတယ်။တက်တာမျိုးဆိုတော့ကျွန်တော်တို့ရဲ့ကောင်းစံစည်းကမ်းကိုဒါခဲပြီးမှဖွင့်လှစ်ထားပါတယ်။လူကိုယ်တိုင်လာပြီးတော့မှတိုင်ပင်ပြတ်သားလို့ရပါတယ်။ဆိုတော့ဆက် channel ကနေပြီးတော့မှကျမ်းမာရေးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုများပေးတာမလို့အားလုံးပဲ follow ထားဖို့အားလုံးတိုက်တွန်းလိုက်ပါတယ်။ဆိုတော့အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။ဘေးကင်းကျမ်းမာပြီးတော့မှစိတ်လည်းချမ်းသာကိုယ်လည်းကျမ်းမာကြပါစေခင်ဗျာ။